ဟယ်လိုအားလုံးမင်္ဂလာပါမင်းခန့် channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကွမ်းတောင်ကိုင်းမထီရလို့ဆိုတဲ့ဇလန်းလေးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်အောင်အင်ဂျီ400ကျော်ရှိသောဂျက်ခတ်ချုံရွာလုံးကျွတ်အလူပွဲတပွဲရှစ်လမှာကျင်းပမိတဲ့ကြောင့်ပျော်ရွှင်မှုကအတိုင်းမသိဖြစ်နေကြသည်အလူရှင်ကရွာလေပိုင်းကမြေပိုင်ရှင်ဦးဆန်းမြတ်နှင့်ဒေါ်အီလာတို့ဖြစ်သည်သူ၏သား၃ယောက်နှင့်ရွှေမျိုးသားချင်းများထဲဝင်သောရဟန်းလောင်းမောင်ရှင်လောင်းအားလုံး18ပါးတိတိအားတာဒနာပေါင်အတွင်တွတ်သွင်းပေးမည်ဖြစ်ပါသည်ဦးဆန်းမြတ်ကလေမြေဧကများစွာပိုင်ဆိုင်သူဖြစ်ပါသည်ငွေတိုးပေးသည်လေပေါင်းခံသည်တို့ကြောင့်သူလုတ်ကင်ခွင့်ရှိသောလေဧကမှာသူပိုင်သည့်လေထက်ပိုများသည်တို့ကြောင့်စပါးအထွတ်ကောင်းတဲ့ကဲ့သို့ပဲနှင့်နှမ်းကလည်းအထွတ်ကောင်းခဲ့သည့်အထွတ်ဤနှင့်ကိုင်းသိမ့်ပြီးသည်နှင့်သားများကိုရှင်ပြုအလူကြီးပြုလို့မည်ထမည်တမီးအကြီးကအသက်18နှစ်ရှိပြီးရွာဤကွမ်းတောင်ကိုင်းတစ်ဖြစ်တင်စားခံရသလိုယခုအလူပွဲမှာလည်းကွမ်းတောင်ကိုင်းတစ်ဖြစ်အလူပွဲရှင်လောင်းလှဲ့ရာရှေ့ဆုံးမှထဲဝါစွာရှိနေရတော့သည်ရွာဤကာလတကာလသမီးတို့လည်းအလူမှမြည်သည့်အဝတ်တစားဝယ်မီမြည်သည့်အယောင်ဝယ်မီဖြစ်စိတ်ကူးရင်နေကြပြီဖြစ်သည်ရွာမှာအပြိုချောလေးများစွာရှိသည်အလူမှာကွမ်းတောင်ကိုင်းနိုင်တော့စာရင်ဝင်သူ9ယောက်မျှရှိပါသည်ရှင်ပြူပွဲတိုင်းတွင်ဖတ်စင်းကွမ်းတောင်ကိုင်းခွင့်ရှိသည့်မင်းကလေးသည်ချောတိုင်းလှတိုင်းလည်းကိုင်းခွင့်မရှိဖတ်စင်းကွမ်းတောင်ကိုင်းခွင့်ရှိရန်တတ်မှတ်ချက်စီကံချက်တို့ကရှိသည်မိဘနှစ်ပါးကငယ်လည်းမယားဖြစ်ရမည်မိစုံထစုံရှိရမည်ရုပ်ရည်ချောမောဖြစ်ရမည်မြို့ရွာမျက်နှာဖုံးမဟုတ်သည့်တိုင်လူကြားသူကြားဝင်ဆန့်သည့်မိသားစုမှဖြစ်ရမည်အပြိုစစ်လည်းဖြစ်ရမည်အများကလည်းသဘောတူကြည်ပြူစွာခွင့်ပြုနိုင်ရမည်ထိုအချက်နှင့်ပြည့်စုံသောမိန်းကလေးသာဖဆင်းကွမ်းတောင်ကိုင်ခွင့်ရသည်အလူရှင်သမီးပဲဖြစ်ဖြစ်ကြေးကွာဥက္ကဋ္ဌတယူသမီးပဲဖြစ်ဖြစ်ထိုအချက်များနှင့်မညီညွတ်ပါကကွမ်းတောင်ကိုင်ထွေခွင့်မရှိပြီခွင့်လည်းမပြုစီကံကြီးစွာရှေးရိုးအစဉ်လာထိန်သိမ်းကြသောထိုရွာများမှာကွမ်းတောင်ကိုင်ရသောမိမလလေးများသည်မျက်နှာပွင့်သည်ကံကောင်းသည်ဟုမှတ်ယူကြသည်ထိုရွာများမှာမိမလမိမချောအပြိုလေးများမှန်သမျှအိမ်မက်ပင်မဲ့ရလောက်သောကွမ်းတောင်ကိုင်ဖြစ်ခွင့်မှာအလွန်ပင်ခဲရင်လာသည်ယခုကြံခတ်ချုံရွာကွန်းကွမ်းတောင်ကိုင်ခွင့်ရှိမည်ဆိုလျှင်ကိုင်ခွင့်ရနိုင်သည့်မိန်းကလေး9ယောက်မျှရှိနေပါသည်ထို9ယောက်လုံးအဖက်ဖက်ကပြည့်စုံသူများဖြစ်ကြသည်ယခုအလူရှင်မြာနင်းအေးကလည်းထို9ယောက်ထဲမှတယောက်အပါအဝင်အပြိုချောလေးဖြစ်နေသည့်အတွက်အလူရှင်သမီးလည်းဖြစ်ပလန်ကွမ်းတောင်ကိုင်ခွင့်ရှိသူလည်းဖြစ်သည်တို့ကြောင့်ကြံမင်းကလေးများကွမ်းတောင်ကိုင်ခွင့်အားစိတ်ကူးရင်စွာလာရင်နိုင်တော့သည်ဤအလူပွဲမှာကွမ်းတောင်ကိုင်မဖြစ်နိုင်တော့ဖက်စင်းကွမ်းတောင်ကိုကျွမ်းချင်းပြုလုပ်တတ်သောစင်ကူးလွာမှဥပန်းအောင်အားအသေးအချမှားလွတ်ကတ်ထားပြီးပြီဥပန်းအောင်လည်းအနီးနားရွာများမှမာသည့်ကွမ်းတောင်ကိုလက်ရသေးတတ်လေစေတနာပါစွာလောက်ကင်ပေးသဖြင့်နမဲကြီးလာသည်အလူရမြာနင်းလေတယောက်ရေချိုးပြီးအိမ်ပေါ်တက်လာရာရုတ်တရက်ထူးအံပါတော့သည်ဝေါ်ဟေးမြာနင်းအေးဘယ်လိုဖြစ်ရတာလဲရေစိန်ချိုးနေလို့အိုင်းမပတ်ဘူးရင်ဖြစ်ရင်ကဲဖြစ်ချင်းလို့အန်းတာဖြစ်မဲ့နွေထွေးဖြစ်အောင်အဝေးစားမြင်လဲလိုက်ဝေါ်ဟေးအန်ပြန်ပြီးအစာတွေပြန်ကျဲကုန်ပြီထွေးကန်ဘဲမှာလဲထွေးကန်ရှာနေတော့ပဒင်းပေါက်စီတွားပြီးအန်ချက်လိုက်မြာလင်းအေးလဲထမီရင်လျားရံအန်မပြောက်သေးသဖြင့်ပဒင်းပေါက်နာပလိုက်ရက်ပြီးဝေါ်အန်ပြန်ပြီးအစာကုန်သွားပြီနဲ့တူလေရေတွေပါအန်ကုန်ပြီးမိခံဖြင့်သူတော့အေးလာကမြာနင်းအေးကြောက်ကုန်းကိုတာလေးထိုရင်နှင့်ပေးရင်းကနေအခြေအနေကိုအကဲခတ်နေပါသည်ထိုအချိန်တမိအငယ်ကအိမ်ထဲကထွေးကန်ကိုယူလာပေးသည်တမိဓာတ်ထားရလားလာထွေးကန်ရပြီအခန်းထဲသွားမယ်အဝတ်စားမင်းမဲလဲရအောင်အငယ်မကြီးအန်ဖက်ဒီကျုံလိုက်ပြီးရင်ရေဖတ်နဲ့ကန်းတွေကိုတောက်လိုက်တမိလှုပ်လိုက်ပါမယ်တမိလာနောက်ထပ်မအန်သေးခင်အဝတ်အစားမင်းမဲလဲလိုက်မြအနေအေးလေဘိုက်သေးကအောင်တည်းအဝတ်အစားကိုပင်မန်းစွာလဲလိုက်ရသည်အန်ရက်သွားပြီးနဲ့တူလေအိယာပေါ်တုံးလုံးလဲလိုက်အမေပိုက်တွေကြောက်တွေကိုဘရုတ်စီလိမ့်ပေးမယ်စေးမီတို့များဖြင့်တက်ဆွမ်းသမျှပြုစုနေပါသည်အိတ်ခမ်းတွင်းရောက်မှအစာတွေလည်းအန်သည်
လေတွေရေတွေလည်းအန် ဘိုက်ထဲမှာအောင့်နေတယ်ရင်ထဲမှာလည်းအောင့်တယ်လို့ဖြစ်နေတယ်အထက်လန်အောင့်ရောဖြစ်ချစ်လို့များလားထိုကဲတော့ထင်ပေမဲ့အန်ယုံတာအန်ဒီဝမ်ကတော့မတွားခြင်းဟုဆိုသည်ပါဇက်ထဲမှာပါထိုးအန်ဒီတို့ထင်မိခင်နဲ့ဖခင်တို့ပြုစုနေရမှာတရင်ကြပြီးဦးလေးအတော်ဆွေမျိုးများရောက်လာပြီးဝိုင်းဝန်းပြုစုကြပေမဲ့ခံစားရသောဝေဒနာကမတတ်တာကေနောင်နေ့ရောက်တော့အများဤအကြံပေးချက်အရာတိုင်းရင်းစေးနှင့်ကုနေရမှာရက်၍မြို့တို့လဲမင်ခေါ်သွားကစေးကူပေသည်ဆရာဝန်ပေးသောစေးများယူသည်ရွာသို့ပြန်လာခဲ့သည်မြန်နင်းဤအခြေအနေကစေးထိုးစေးထောင်းနှင့်ထိမ့်မနိုင်သိမ့်မနိုင်ထိုး၍အန်ချင်းကပြောင်းမသွားအစာကိုလုံးဝမစားရည်လည်းမရရေလဲတော့မရရေတောက်လိုက်သည်နှင့်ချက်ချင်းအန်ပြီးသည်အားပြတ်မိဆို၍ချောမော့ကျွေး၍စားပြန်တော့လဲစားသမျှအကုန်အစင်ပြန်အန်ထုတ်တော်သည်တရက်လည်းမပြောက်နှစ်ရက်လည်းမပြောက်ကြာတော့အစာမဝင်သဖြင့်အားပြတ်လာတော့သည်ဝင်းဝါဆိုပြေသောအသားအရည်ရှိသည့်မိမလာလီအဖြစ်မှပိန်ကတ်သောယောဂါသည်ပုံစံအဖြစ်ပြောင်းထွားတော်သည်ဒုက္ခပါပဲအမတ်ရဲ့သူမလေးကဒီအလူမှာကွမ်းတောင်ကြိုက်မှုအားခဲထားတာအခုဆိုအလူပွဲကဆက်ရက်ကြောပဲရှိတော့လေဘာယောဂါမှလည်းမသိဘူးတက်လည်းမတက်တာလားဦးအိုးမခအားလေအစာဝင်ရင်ပြောင်းမှာပါအစာဝင်ဖို့ပဲအရေးကြီးတယ်ညီချောမွေ့ပြီးကြွေးကြည့်ပါအောင်အမကလည်းအစာဝင်မှုမဖြိုးနဲ့ရေရငုံတောက်တာတောင်ရေရငုံစာပြန်ထွက်တာဘလို့ယောဂါတက်တာပါမလဲကျမလည်းသူ့မလေးကိုကြည့်ပြီးစိတ်မချမ်းသာဘူးထိုအချိန်ရွာဤတောင်ဘက်ပိုင်းကအကြီးလေးများတယောက်လူမမာလာကြည့်သည်ဦးစာမြဤအတော်အရင်ဖြစ်သည်အသက်က60ကျော်ပြီနာမည်ကဒေါ်ခင်မြဖြစ်သည်လာအင်္ဂိုတာအကြီးလေးမြမြင်တဲ့အတိုင်းပဲအကြီးလေးသူမကတော့ဒီအလူပွဲမှာခဲထားလမျှလွဲပြီးနဲ့သူပါတယ်ဟဲမူဦးမချွတ်ရှောက်ဖြောနေကြတယ်နေစမ်းငါကြည့်စမ်းမယ်အကြီးလေးမြကမြာနင်းအေးကိုအသေးချာကြည့်သည်ဒေါ်အေးလာကလည်းမြင်သမျှရှင်းပြသည်ငါမီးမေးကြီးယောဂါကလူတွေဖြစ်တဲ့ဖြစ်တိုက်တဲ့ယောဂါမဟုတ်ဘူးနဲ့တူတယ်မိမယောဂါလည်းမဟုတ်ဘူးအကြီးများရဲ့စကားကိုမဲခစိတ်ဝင်စားသွားသည်ဘလို့လဲအကြီးများရဲ့ကျမတို့ကိုရှင်းအောင်ဖျောက်ပြစမ်းပါဦးဒီလိုလေးကန်စိတ်ဥရုကြောင့်ဖြစ်တဲ့ယောဂါ96ပါးယောဂါဆိုပါတော့ကွယ်ဓာကြီးလေးပါဖောက်ပြန်ရင်လူမာယောဂါတစ်မျိုးမျိုးကန့်ညိတော့တာပေါ့အခုမြေးမှာဖြစ်နေတာမသိရင်ဓာကြီးလေးပါဖောက်ပြန်ပြီးအခုလိုဖြစ်နေတာလို့အားလုံးထင်ကြမှာပဲဒါပေမဲ့ငါအမြင်အရတော့ရွာတွေကတယောက်ယောက်ကပြူစားထားတာပဲဖြစ်နိုင်တယ်ယောဂါကစိုးဝါးတဲ့အောင်နဲ့ရှေ့လဲမတိုးသလိုတက်လဲမတက်တာဘူးအစာလဲမဝင်ရေလဲတောက်မရဘူးငါစိတ်ထင်တော့ပယောဂဆရာတယောက်ရှားပြီးကုတဲ့တယ်တို့ရွာထဲမှာပြူစားတတ်တဲ့စွန်းကဝေးရွာသူတယောက်တော့ရှိမှာပဲညီရောကြားမိလားကျမတော့ရှိတာမကြားမိဘူးသမီးလေးကရွာသားတွေနဲ့လည်းဘာပြဿနာမှဖြစ်ထားတယ်လို့မကြားမိပါဘူးအားလုံးနဲ့ချစ်ချစ်ခင်ခင်ရှိနေတာပဲဘသူကပြူစားမှာလဲနောက်ပြီးသမီးကရွာထဲလဲအသွားလာတိတ်ရှိတာမှမဟုတ်ပဲဒါတော့ငါမသိဘူးငါအတူရဲ့ကြုံအားဖြစ်နေတာကိုပြောတာဒါဆိုစုံးကဝေးတွေကိုနိုင်တဲ့ဆရာကိုရှာပင့်ရတော့မှာပေါ့အကြီးများကတော့ဒီယောဂါကိုမကုနိုင်ဘူး ငါကဘာပညာတက်လို့ကုသနိုင်ရမှာလဲငါခွေးချိုကုံကိုတွားလဲတော့ကအဲ့ဒီရွာမှာဆရာကြီးတယောက်ဆေးကူနေကတွေးဘူးလို့ကုလို့ပြောရတာအဲ့ဒီရွာကလူနာမင်းကလေးယောဂါနဲ့ငါမြေယောဂါနဲ့ခက်စင်စင်ပဲဒါဆိုရင်အဲ့ဒီလူမမမင်းကလေးကိုကူးခဲ့တဲ့ဆရာကြီးညီလေးရွာကိုအကြီးမြသိလားသိတယ်ဒါပေမဲ့ငါမဟုတ်ဘူးနင်တို့အဲ့ဒီဆရာကိုတွားပေးမယ်လို့ဆုံးဖြတ်သေးရင်မနဲ့စောစောခွေးချိုကုံကိုတွားခွေးချိုကုံကတင်မောင်လေးကိုမေးပြီးဝင်ခေါ်ပယောကကူးတဲ့ဆရာကြီးစီလိုက်ပို့ခိုင်းကြက်ခတ်ချုံရွာကတော့ခင်မြလွတ်လိုက်တာလို့ပြောတင်မောင်ကနှိမ့်ရောက်ရှိလို့တင်မောင်ကြီးနဲ့တင်မောင်လေးခွဲထားတာတင်မောင်လေးလိုမေးလိုက်ရွာအဝေးနားမှာပဲရှိတယ်ဒီကစောစောလဲနဲ့တွားရင်ဆရာကြီးစီရောက်တဲ့အချိန်ပြန်လာတဲ့အချိန်ဆိုတို့ရွာမှာညနေအချိန်မီပြန်ရောက်နိုင်တယ်ဒါဆိုအကြီးမြသူနဲ့ကျမမနဲ့စောစောတွားလိုက်မယ်အေးအချိန်မဆွဲတာကောင်းတယ်ငါမြင်းမကြီးလဲအယိုးပေါ်အရေးတင်နေပြီဘယ်အမျိုးရုပ်ကအခုလိုပြူစားထားတာလဲမသိဘူးအကြီးမြဆဲတဲ့စကားကိုစွန့်မှကြားလို့ဟုတ်ပဲ့ဖြစ်နေဦးမယ်ကြားကြအေးနောက်နေ့မိုးလင်းဒီနဲ့ဆရာပင့်ရန်ဦးဆန်မြတ်နေ
လှဲမောင်းသူကိုဖိုးတုတ်တို့ခွေးချိုကုန်းစွာသို့တွားကြသည်ဒေါ်အေးလာကိုသမီးအားစောင့်ကြည့်ထားရန်ခေါ်မသွားဘဲထားခဲ့သည်ညနေ4 နာရီခန့်တွင်ဦးစံမြတို့လှဲနှင့်အတူပယောကကူပိမိဆရာကြီးပါလာသည်ဆရာကြီးကလှဲရက်လိုက်သည်နှင့်လှဲပေါ်မှဆင်းကာဆေးလွေအိတ်ကိုလွှဲ၍အိမ်ပေါ်သို့တက်လာခဲ့သည်အိမ်ပေါ်ကလူတချို့ဝရန်တာမှနေ၍ဆရာကြီးကိုစိတ်ဝင်တစားရက်ကြည့်နေကြသည်ဆရာကြီးအသက်က65နှစ်ခန့်ရှိမည်ဟုခံမှန်းရသည်ဆရာကြီးလည်းလွယ်ထားသောအိတ်ကိုချ၍အိမ်ဦးခန်းမှထိုင်လိုက်သည်ထိုအချိန်လူမမများနှင်းအေးကခြေရင်းကန်းမှပတ်လက်အိမ်နေသည်ခန်းလုံးဖီကာထားသောလိုက်ကားကိုဆွဲဖယ်ထားသဖြင့်လူမမကိုမြင်နေရသည်ဆရာကြီးကလူမမမိန်းကလေးကိုတစ်ချက်အကဲခတ်ကြည့်လိုက်သည်လူမမကအသားအရည်စိုးပြေးမှုမရှိအားအင်ကုန်ခန်းနေသည်ကိုလည်းမှန်းဆနိုင်သည်အသက်မသေးတောင်မှအိယာတွေကမထနိုင်အောင်လှုပ်ထားတာပဲကွယ်ဆရာကြီးကကြီးလိုက်သည်နှင့်ရွာသူပြူစားထားသည်ကိုအသက်တီးလိုက်သည်အကြောင်းကိစ္စတစ်ခုခုကြောင့်အခုကဲ့သို့ပြုလုပ်ထားခြင်းဖြစ်မည်ဟုဆရာကြီးတွေးထင်မိလိုက်သည်မိန်းကလေးကိုမုန်း၍လားမိဘများကိုမကျေနပ်၍လားချစ်သူရစည်းကကိစ္စကြောင့်လားဖော်ထုတ်ရန်ဆရာကြီးဆုံးဖြတ်လိုက်သည်ဆရာကြီးကလူမမမိန်းကလေးကိုရှေ့သို့လာထိုင်ရန်ခေါ်လိုက်သည်ဆရာကြီးအမိန်ထံပါခေါ်ပေမဲ့လူမမမိန်းကလေးကလုံးဝမထကလေးမကိုပညာနဲ့ပြူစားထားတဲ့ရွာသူအခုချက်ချင်းမိန်းကလေးမှဝင်ပူးစမ်းဟဲ့အောက်လန်းပညာဒီမငါဆရာကအမိန့်ပေးနေတယ်နင့်အခုမိန်းကလေးမှဝင်ပူးစမ်းဆရာကြီးမြည်တော့ဖြင့်အမိန့်ပေးတော့လေလူမမမိန်းကလေးတစ်ချက်ကလေးမှမလုပ်ဘယ်တော့မှထမလားထိုအခါဆရာကြီးကဘေးမှချထားသောဆေးလွေအိတ်အတင်းသွင်းကနှစ်ပေခန့်ရှည်သောဆေးကျွင်လုံးကိုကောက်ကင်လိုက်သည်ကဲပညာဒီမဆေးကျွင်လုံးနဲ့အရိုက်ခမ်းမကဲမင်းပြူစားထားတဲ့မိန်းကလေးမှဝင်ပူးစမ်းဆရာကြီးကကျွင်လုံးကင်ပြီးထားရိုက်မိပြုတ်လိုက်မှာမျက်လုံးမိတ်အိတ်နိသည့်လူမမမိန်းကလေးလေရုတ်တရက်မျက်လုံးပွင့်ကငေါက်ကနေထထိုင်လိုက်တော့သည်ဘာလို့ချင်လို့လဲဆရာကဘလောက်စွားလို့လဲငါကိုအန်တုချင်လို့လားနင်လူအောက်လန်းပညာသည်စွန့်ကငါဘသူဆိုတာမသိလို့လားဟာနင်ဘသူဖြစ်ပါဟေ့ဒီမှာဆရာကောင်အဆုပ်ဘလို့အခုအိမ်ဘော်ကဆင်းသွားနင်ကများငါကိုယာတာဆဆရာကြီးကကင်ထားသောဆေးကျွင်လုံးကိုပယိုးကဝင်ပူးကပ်နေသည့်မိန်းကလေးအားရက်ရန်လက်ကိုလွှဲလိုက်သည်ဆရာကြီးနှင့်ပယိုးကဝင်ပူးနေသည့်မိန်းကလေးတို့9 ပေခန့်အကွာမှရှိနေကြသည်ရှေ့ကိုတိုးစမ်းမတိုးဘူးနင့်ကိုမကြောက်ဘူးဒီလိုလားငါကအသားတည်းနားခံပလားလို့ကျွင်လုံးနဲ့အယောင်ပြနေတာပေါ့နင့်ကအားခံနေတာပေါ့တွေ့ကြလေပေါ့စွန့်ပါတယ်ဆရာကြီးကထိုင်ရွာကထားမိပြုတ်လိုက်စဉ်စွန့်မပူးကပ်နေသည့်မိန်းကလေးမျက်နှာတင်းနေရမှာရုတ်တရက်မျက်နှာသေးသွားကနောက်ကိုအနှဲငယ်ရိုးသွားသည်ကိုတွေ့လိုက်ရသည်နင်ရှစ်တိုးမလားငါလာခဲ့ရမလားထိုအခါစကားပြန်မပြောပဲနှစ်ပေခန့်ရှေ့ကိုတိုးလာသည်တိုးအောင်နဲ့တိုးသည်ဆိုယုံမြတိုးလိုက်သည်ဆရာကြီးကမတိုးခိုင်းတော့ဘူးနင့်ပညာလေးနဲ့မြငါ့ကိုအားခံနေရသေးတယ်ငါကျွင်လုံးနဲ့နင့်အသားကိုထိရင်နင်ဘာဖြစ်သွားမလဲထိလားဆရာကြီးကကျွင်လုံးမဝင်နင့်ပြောနေပြီမဲ့စွန့်မကဘာမှခွန်းသွန်းမပြန်ငြိမ်နေသည်ကဲပြောစမ်းဘာကြောင့်ဒီမိန်းကလေးကိုပြူစားထားတာလဲမပြောဘဲမျက်နှာတင်းတင်းနင့်စိုက်ကြည့်ပြန်သည်ငါစိတ်မရှိတော့ဘူးနင်ကပဲနှုတ်ပိန်နိုင်မလားငါကပဲနင့်ပစံကိုပြောအောင်လုပ်နိုင်မလားကြည်ကြသည်တော့ပေါ့ဆရာကြီးကလွဲအိတ်အတွင်းကအင်းချက်စစ်ချက်ဘူးလေးတဘူးကိုဖွင့်ယူထုတ်ရောက်လိုက်သည်အိမ်တော်นี่ยีတစ်ခွက်လောက်ခတ်ပေးပါရေကွက်ရပြီးနော်ရေကွက်တာတွေအင်းချက်ကိုထည့်လိုက်သည်အင်းရည်ကိုတောက်ရမယ်မတောက်ရင်ခေါင်းကနေခြေပြားထိလောင်းချလိုက်မယ်အင်းရည်ထိလိုက်ရင်နင်းရဲ့ပညာဆက်တွေလည်းပြတ်နင်းလည်းဘဝမလားဖြစ်သွားမယ်ဆိုတာကောင်းကောင်းသိစေရမယ်ဆရာကြီးကရေထဲစိန်ထားသောအင်းကိုမထုတ်ယူသေးပဲစုံမပူးကတ်ချင်ခံရနေရသောမိန်းကလေးအားအင်းရည်တိုက်မိအပြုမလုပါနဲ့မတောက်ပါရစေနဲ့နင်မတောက်ချင်ဘူးလားမတောက်ချင်ဘူးဒါဆိုငါစကားနားထောင်တော့မလားဘာပြောမှလဲမင်းကလေးကိုဘာကြောင့်အခုလိုလောက်ရတာလဲ
ကွမ်းတောင်ကိုင်းမလုတ်ဖြစ်အောင်လို့ဘာကြောင့်မလုတ်ရမှာလဲနင်ကကွမ်းတောင်ကိုင်းချင်းလို့လားမဟုတ်ဘူးသူ့ကိုမလုတ်စေခြင်းလို့ပြူစားထားတာပါသူ့ကိုမလုတ်စေခြင်းရင်ဘသူ့ကိုလုတ်စေခြင်းတာလဲမပြောဘူးအေးဘသူပဲဖြစ်ချင်းအကြောင်းမဟုတ်ဘူးကွမ်းတောင်ကိုင်းဖြစ်တဲ့သူဆိုရင်ဘသူတားတာဖြစ်မှာပဲဆရာကြီးကချက်ခတ်ခြုံညွာကိုလိုက်လာရင်လာပြည့်နေ့မှာရှင်ပြုတရားနာလာရန်ဦးဆမြတ်ကကြိုဖိတ်ထားပြီးဖြစ်သည်ဖြင့်မကြခင်ဤအိမ်မှာရှင်ပြုအလူပွဲလုပ်မိကိုတီးထားလိသည်ဒီမိန်းကလေးကိုကွမ်းတောင်ကိုင်မဖြစ်အောင်မကောင်းတဲ့နီလန်းတွေနဲ့လှုပ်ထားတာကတော့ခွင့်မလွတ်နိုင်ဘူးဒီမိန်းကလေးကိုပြုစားထားတဲ့ပညာဆက်တွေပြန်နှုတ်ယူရမယ်အားရင်ကုန်ခါနေတော့လူမမာမိန်းကလေးမှာလူမမာတယောက်နဲ့မတူပဲလူကောင်းတယောက်ရန်လိုနေသောအပြုအမူပုံစံအတိုင်းဆရာကြီးအားအာခံနိုင်တယ်မလားအာခံနေတယ်ဒီစိန်ထားတဲ့ရီမထိသမျှငါ့ကိုအာခံနေမဲ့ပုံပဲဒီတော့ငါပါဇက်ကပြောမနေတော့ဘူးဆရာကြီးကအင်းရီကွက်ထဲကိုလက်လေးချောင်းနှုတ်လိုက်ပြီးမိန်းကလေးအားတောက်လိုက်သည်အာပူတယ်မလုပ်ပါနဲ့အဲ့ဒါစတီးပဲဒီရီတစ်ခွက်လုံးလောင်းချလိုက်ရင်ဘာဖြစ်သွားမလဲငါမပြောတော့ဘူးမင်းပညာတွေပြန်နှုတ်ပေးမလားအခုပြောစမ်းပြန်နှုတ်ပေးပါမယ်ဒီမိန်းကလေးကိုပြုစားထားတဲ့နေ့ရဲ့ပညာတွေအားလုံးမကြံအောင်ပြန်နှုတ်ပြတယ်မယ်ငါပြောတာကြားလားငါကိုကလိန်ကကျစ်နဲ့မာယာမများနဲ့နော်ငါတဲခံနိုင်တဲ့အတိုင်းအတာကုန်နေပြီပညာတွေပြန်နှုတ်ပေးပါတော့မယ်ဘာပညာဘာစတ်မှမကြံအောင်ပြန်နှုတ်ပေးတခုခုကြံခဲ့လို့ကတော့ရေကွက်ထဲကအင်းကြီးနဲ့လောင်းပြီလို့မှတ်လိုက်ထိုစဉ်လူမမာမိန်းကလေးကပြုတ်ကြီးအန်ချလိုက်ခြင်းဒီအရေးတံပြလာတဲ့ထင်လင်ပန်းတစ်ချက်အမြန်ယူလို့ရမလားဒါမှမဟုတ်တန်ပန်းတစ်ချက်လေရလေအမြန်လေးလုပ်ကြဆရာကြီးစကားကြောင့်အမျိုးသမီးတယောက်လည်းလင်ပန်းတစ်ချက်ယူပြီးလှမ်းပေးလိုက်သည်လင်ပန်းကိုမိန်းကလေးမျက်နှာအောက်ထိုးခံလိုက်ပြီးမကြခင်မိန်းကလေးပါးစပ်အတွင်မှာစပင်းအထွေးလိုက်ထွက်ကြလာသည်ကိုအားလုံးတွေ့လိုက်ကြသည်အစာမပါသောရေများဝေါခနဲ့ထိုးအန်ချလိုက်ပြန်သည်အားလုံးကိုနှုတ်ပေးပြီးပါပြီကျမကိုတွားခွေပြူရတော့နောက်ကိုဘဒုလ်ကိုမှထိခဲ့အောင်မလုပ်ပါဘူးလို့ဂတိပေးနိုင်မလားဂတိပေးပါတယ်သစ္စာဆိုပြီးမှတွားရမယ်သစ္စာဖောက်ရင်မဟာအဝီစီငရဲမှာခံရပါစေလို့သစ္စာဆိုရမယ်ပူကနေတော့ဆုံးမှလဲဆရာကြီးတိုက်ပေးတဲ့အတိုင်းလိုက်ဆိုပြီးနောက်ဆရာကြီးကိုကြော့၍ပူကနေတော့မိန်းကလေးထမှထွက်ခွာသွားလေတော့သည်ဆုံးပယောကပူကသွားရမှထွက်ခွာသွားပြီးနောက်လူမမမိန်းကလေးမျက်နှာကရွှင်ပြဖြစ်လာသည်အခန်းတွင်မှလူများကိုကြည့်ပြီးအံ့ဩနေပုံပြသဖြင့်မိခင်ဖြစ်သူကရှင်းပြလိုက်သည်ထိုအခါမြတ်နင်းအေးလည်းဆရာကြီးအားကြော့လိုက်သည်အခုအချိန်ကစပြီးဘာအန်ဒီယမှမရှိတော့ပါဘူးအာရှိမင်းအစားအသောက်ကြီးလည်းစလို့ရပြီအချိန်မရှိတော့သဖြင့်ဆရာကြီးကိုအိမ်မှာပင်အိတ်စေပါသည်နောက်နေ့ရောက်မှဆရာကြီးနေသောရွာကိုလွှဲနေပြီးလိုက်ပို့စေပါသည်မြာနေအေးလေ3-4 ရက်အတွင်းအားရှိသောအစားအသောက်များစားခြင်းဆေးဝါးသုံးဆွဲခြင်းတို့ကြောင့်ထူးထောင်ပြန်ဖြစ်လာတော့သည်ရခင်ကကဲ့သို့အလားအပါများလည်းပြန်လဲပိုင်ဆိုင်လာခဲ့သည်ထိုကဲ့သို့လူသည်ရှင်ကြားကွမ်းတောင်ကိုင်မခိရေးအတွက်ဆုံးကဝေပညာနဲ့ပင်တိုက်ခိုက်နှောက်ယှက်လာတဲ့အကြောင်းတရွာလုံးသို့တည်ပြန်သွားခဲ့သည်တရွာလုံး၏ကရုဏာစေတနာစန္ဒကြောင့်မြနင်း၏ကွမ်းတောင်ကိုင်ခွင့်ရရှိခဲ့ပါသည်မကြခင်ရှင်လောင်းလှဲ့သည့်နေ့သို့ရောက်လာရည်သည်ရွာစဉ်တလျှောက်ရှင်လောင်းလှဲ့ကလည်းမိုင်ဆိုင်လာသည်ကွမ်းတောင်ပန်းတောင်ကိုင်ကြသောရွာကာလသမီးပျော်လေးတွေကလည်းချမ်းသာသမျှထုတ်စင်ကအလှပြိုင်ပွဲကျင်းပနေတဲ့အလားလှကျင်တိုင်းလှနေကြပြီတည်းထိုအထဲမှာထိတ်ဆုံးမှာဖက်စင်းကွမ်းတောင်ကိုင်သောဖက်ဖူးရောင်ထိုင်မသိန်းနဲ့မြနေဤကအားလုံးထဲမှာအလှဆုံးပင်မဟုတ်ပါလားပရိသတ်များခမဒီနေ့တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲရပ်နားခြင်းပါလေပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်